လူတိုင်းမှာမတူညီတဲ့လိုအပ်ချက်တွေလိုရင်းဆန္ဒတွေဆိုတာရှိကြတယ်လိုရင်းဆန္ဒတွေရဲ့နောက်ွယ်ကစိတ်ပညာသဘောတရားတွေအကြောင်းကိုပြောပြပေးသွားမယ်လူတိုင်းမှာမတူညီတဲ့လိုရင်းဆန္ဒတွေရဲ့တည်တည်ရှိကြတယ်လိုရင်းဆန္ဒဆိုတာတနည်းအားဖြင့်ပြောရရင်လိုချင်တာပေါ့နော်ရယူပိုင်ဆိုင်ခြင်းနဲ့ရည်မှန်းချက်တွေဖြစ်စီတွေရုပ်ဝတ္ထုပစ္စည်းဖြစ်စသဖြင့်အများကြီးလည်းရှိမယ်နည်းနည်းလေးလည်းရှိမယ်ဒါပေမဲ့လူတိုင်းမှာတော့လိုရင်းဆန္ဒတွေဆိုတာရှိကြတယ်အဲ့လိုရင်းဆန္ဒတွေကိုအခြေခံအဖြစ်မျိုးစားခွဲမယ်ဆိုရင်တော့၅မျိုးပဲရှိပါတယ်အဲ့၅မျိုးကတော့အချစ်အောင်မြင်မှုပတ်စံကျွဲဝချမ်းသာမှုကျန်းမာရေးစတာတွေပဲဖြစ်ပါတယ်လူတွေကဒီအရာတွေကိုပိုင်ဆိုင်ခြင်းကြရင်ကို့မှာဒီအရာ၅ခုလုံးပိုင်ဆိုင်မှပျော်ရွှင်နိုင်မယ်လို့ထင်နေကြတယ်အဲ့တော့တကယ်လက်တွေ့ဘဝမှာရောဒီအရာ၅ခုလုံးပိုင်ဆိုင်နိုင်ဖို့ဖြစ်နိုင်လားမဖြစ်နိုင်တာတော့မဟုတ်ဘူးပေါ့နော်ဖြစ်နိုင်ပါတယ်ဒါပေမဲ့လူတွေမိသွားတဲ့အရာပါလဲဆိုရင်ရောင်ရဲတင့်တယ်တဲ့ချင်းဆိုတဲ့အရာကိုမိသွားကြတယ်တခုရှိနေရင်ရှိနေတဲ့တခုအတွက်တမိုးထားအကောင်ကမသိဘူးမရှိရဲ့အရာကိုပဲမြင်တယ်မရှိရဲ့အရာကိုပဲမြင်ပြီးတော့ထပ်ပြီးတော့လိုချင်တဲ့ဆိုရဲလောဘကြီးဖြစ်တယ်အမှန်တကယ်တော့ဒီအရာတွေကအနည်းဆုံး2မျိုးဒါမှမဟုတ်3မျိုးလောက်ကိုပိုင်ဆိုင်နိုင်ရင်ပဲဖြစ်ဒါကိုဘဝအတွက်တော့ဒါပြည့်စုံတဲ့ဘဝတစ်ခုပျော်ရွှင်တဲ့ဘဝတစ်ခုကိုရပြီလို့သတ်မှတ်လို့ရပါတယ်ဒါပေမဲ့ခက်တာဟာလူရဲ့စိတ်ကားလောက်ထိမရိုးရှင်းဘူးပေါ့နော်တခုရရင်တခုနဲ့မချင်နိုင်ဘူးလောဘဆိုတဲ့ကိလေသာပါတော့နောက်တစ်ခုကိုထပ်ပြီးတော့ရချင်တယ်နှစ်ခုရပြီးသွားရင်လည်းအဲ့နှစ်ခုနဲ့မချင်နိုင်ပဲနဲ့ဒီထက်ပိုပြီးများတဲ့ပမာဏတွေကိုဆက်ပြီးတော့တတ်မှတ်ခြင်းတဲ့စိတ်တွေမှာလူရဲ့စိတ်တွေကပူလောင်လာတာပဲအဲ့နောက်မှာဘာဖြစ်လာလဲဆိုရင်ငါမှမရှိဘူးငါမှလုံလောက်မရှိဘူးဒီလိုမျိုး mindset တွေကဝင်လာတယ်အဲ့လို mindset ကဘာလဲဆိုရင် lack mentality ပေါ့နော်အုံနောက်ကကိုယ်မှရှိရဲ့အရာတွေကိုမမြင်မဲနဲ့မရှိရဲ့အရာတွေကိုပဲကွက်ပြီးတော့မြင်သွားတဲ့အခါမှာကိုယ့်ရဲ့ reality ကလည်းကိုတွေးသလိုမျိုးငါမရှိပါလားဆိုတဲ့ဟာမျိုးဖြစ်သွားတယ်ဒါပေမဲ့တကယ်လက်တွေ့မှာတရားပြန်စဉ်းစားကြည့်ရင်မရှိရဲ့အရာတွေမဟုတ်ကိုယ်မှရှိရဲ့အရာတွေကိုတွေးပြီးတော့ကျေးဇူးတင်တတ်အောင် grateful ဖြစ်အောင်နေရမှာပဲဖြစ်တယ်အဲ့တော့လူရင်ဆန္ဒရရှိတာအမှားမဟုတ်ပါဘူးဘယ်သူမှဆိုလိုချင်တယ်ဆိုတဲ့အရာတွေကတော့ရှိကြတာပဲလိုချင်တဲ့အရာရပြီးသွားရင်လည်းနောက်ထပ်လိုချင်တယ်ဆိုတာထပ်ပြီးတော့ပေါ်လာအောင်ပါပဲအဲ့တော့လိုချင်တယ်ဆိုတဲ့စိတ်ရှိတာအပြစ်မဟုတ်ဘူးဒါပေမဲ့ကိုယ်မှရှိရရအောင်လည်းတတ်မှုထားပြီးတော့ကျေးဇူးတင်တတ်ရမယ်အဲ့တော့တင်တော့ပို့ပြီးတော့ပျော်ရွှင်တဲ့ဘဝတစ်ခုရဖို့အတွက်အထောက်အကူဖြစ်မှာပါနောက်ပတ်ဗီဒီယိုမှာပြန်တွေ့မယ်နော်တက်တာ